မြန်မာအကြိုက်ပေါ့နော်မြစ်ကတော့မြစ်သေးမရှိလို့မြစ်ကြီးကိုချစ်ထားတယ်ပေါ့နော်ဒါချင်မောင်ရွက်ကိုစောင်းနေတာကြိုထားတဲ့ဟာပေါ့နော်ဒါကတော့ပစုံပေါ့နော်ချင်မောင်ကြောပါမရှင်ဒီရွက်ကိုကြိုက်လို့ပေါ့နော်ရေထဲစိမ့်ထားတာအဲ့ဒါလေးကနည်းနည်းထည့်ပြီးကြော်စားကြတယ်ပေါ့နော်ထည့်ပြီးစားကြတကယ်ဆိုရင်ချင်မောင်ကြောထဲမှာဒါမှပါပါဘူးဒါမှညီမစားကြလို့ထည့်ကြော်အရင်တော့စက်တော်လူရဲ့မျိုးကြီးတိုင်းလေးရဲ့ဒီလိုကြောက်ကိုလည်းအောင်းထားတယ်ပေါ့နော်အဲ့ဒါလေးစီတက်ပါတယ်ပြီးရင်ပစုံလေးထည့်လိုက်မယ်ပေါ့နော်အရောင်လည်းမုန်းလေးထည့်လိုက်ပါအောင်ဒီမှာအရောင်လည်းမုန်းလေးထည့်လိုက်ပေါ့ဟုတ်ရှင်ဒီစက်ကြရင်တော့ဘယ်လိုပစုံထည့်ပြီးဆိုတော့အကုန်လုံးပုံပါလိုက်တယ်ပေါ့နော်ဒီကမှာစားချုံလေးထည့်တယ်ပေါ့နော်ပစုံအဟိနံလေးပျောက်သွားပြီဆိုရင်တော့ဒီပစုံအဟိနံလေးပျောက်မယ်ဆိုရင်တော့ဖြစ်ကိုရင်ခက်မယ်ပေါ့နော်ကျမတခုညီမတို့ကကျတော့ငပိစားတယ်ပေါ့နော်ငပိစားတဲ့သူကငပိကတော့ပြောင်စားတယ်ညီမဒီလိုချင်မောင်ကြော်တွေပါရီထဲမှာညီမငပိလုံးဝမထည့်ပါငပြားတွေပါရီလုံးဝမထည့်ပါညီမတို့ငပိစားတယ်ဆိုရင်ညီမတို့ကငပိကိုပြောင်စားပါတယ်ဒီလိုထဲမှာညီမထည့်တာမကြိုက်ဘူးပေါ့နော်တယောက်တစ်မျိုးကြီးမတူကြဘူးเนาะညီမကတော့မထည့်ပါဘူးရှင်ဒါလေးကမှုေးနေပြီဆိုရင်တော့ညီမနှစ်ကလေးကိုထည့်လိုက်ပါမယ်နှစ်ကလေးကိုထည့်လိုက်ပါလို့ရှိဒီနှစ်ကတကယ်ကြရင်ဒါပဲကလိုင်းတွေပါချက်စားတဲ့နှစ်ပေါ့နော်ကြော်တဲ့နှစ်တော့မဟုတ်ဘူးညီမလည်းအပြင်မခွက်ချင်တဲ့ရှိတဲ့နှစ်ပဲကြော်လိုက်တယ်ပေါ့နော်အဲ့လိုလေးအဲ့လိုအချောင်းလေးတွေလည်းစားကြတော့ပေါ့နော်သေးသေးလေးပြညတ်တော့ပါဘူးရှင်ရုပ်ကလေးကတော့တောင်မုံရုပ်ကြီးလေးလူရာဒီမှာဝယ်ထားတာကိုရေခဲထည့်ထားတာဆိုတော့လေဆက်ဆက်ကလေးပဲပေါ့နော်အဲ့ဒါလေးကိုစားကနေမှခွဲချမ်းလှော်ပြီးသားလေးနည်းနည်းထည့်ပြီးတော့ဖြတ်ပြီးတော့အဆက်ကလေးနဲ့ချပါမယ်ရှင်နော်လူလေးကြော်ပြီးပါပြီဆိုရင်ခဏလေးအုပ်ထားပါမယ်ပြီးရင်ချမောင်ရွက်ကိုထည့်ပါမယ်ရှင်ကဲဒီကလေးကလည်းအနံ့လေးညှင်းနံ့လေးတေသွားပြီပေါ့နော်ဒီစော်မနန်တော့ဘူးဆိုတော့ကဲချမောင်ရွက်ကလေးကိုထည့်လိုက်ပါအောင်နော်။ဒါကအခုမှဒီကပိတ်မပြောသေးဘူးဆိုတော့နားလေးခုံထားပါမယ်ရှင်။ဒါကြိုးပြီးသားပေါ့နော်။ဒါစောင်းသွင်းရာဒီမျိုးရာဒီမှာခြံလေးကနေပိုးပြီးတော့ကြိုးထားတာလေးပေါ့။ဒါလေးခဏအုပ်လိုက်ရင်ဒီခဲလေးကပြေသွားမယ်ပေါ့နော်။အခုတော့ချမောင်ကလည်းရေခဲထားတာလေးကပျော်ပါပြီရှင်နော်။ပျော်ပြီဆိုရင်ညီမဒီနေ့ဒီလူရဒီမှာခူးထားတဲ့အရွက်ကလေးကိုပေါ့နော်ရှိတော့ညီမအဲ့ရွက်ကလေးလည်းအရင်စားကြတော့အဲ့ဒီရွက်ကလေးကိုညီမကျမထည့်လိုက်ပါမယ်ပေါ့ရေသေးစိတ်ထားတာပေါ့နော်အားလေးကိုထည့်လိုက်ပါမယ်ဒါလူရဒီကြောင့်ပေါ့နော်ဒါလေးကိုညီမတေးချာရေပြောင်းဆေးပြီးတော့ဒီထဲရိုက်ထားလိုက်ပါတယ်ရှင်ဒါလေးကအရင်စားကောင်းတော့ချင်းပြုံးလေးနဲ့ညီမချင်မောင်ရွက်လည်းနည်းနည်းနေထားတာဖြစ်တဲ့အတွက်ဒါလေးမှထည့်ပေးလိုက်ပါတယ်ရှင်။အရင်စားခြင်းလို့ပေါ့နော်။ကဲဆိုရင်တော့ချင်မောင်တော့မပါပါဘူး။ဟုတ်။နော်။ဒါလေးကိုခဏလေးဖုံးအုပ်ထားလိုက်ပါမယ်ရှင်။ညီမတို့ချင်မောင်ရွက်ကြော်ဟိုရောဒီရောကြောင်တောင်ဟင်းလေးစားခြင်းနဲ့ဆိုရင်တော့ဒီလိုလေးချက်စားကြည့်ပေါ့နော်။ကဲညီမကတော့ကိုယ်ကြိုက်ကလေးပေါ့နော်။ကဲဒီလိုလေးချက်လိုက်ပါတယ်ဒါလေးများ2ယောက်ပဲစားမယ်ဟာပါဒီမှာကြည့်ညီကြည့်တာတော့ချင်းပြုံးလေးနဲ့တော်တော်လေးကိုပဲအရသာရှိနေညီမဒီထက်မှမပြောမိလိုက်တာပေါ့နော်ရေခဲစိမ်ထားတဲ့ပင်စိမ်းလေးလည်းထည့်လိုက်ပါတယ်ရှင်ဒါရေခဲစိမ်ထားတဲ့ပင်စိမ်းလေးထည့်တယ်ညီမရဲ့အလိုဆိုရင်အဆက်ကနည်းနည်းလိုတယ်ပေါ့နော်အဲ့ဒီတော့ညီမလှော်ထားတဲ့ငေပြီးမှုံလေးကိုထည့်ပြီးတော့ချလိုက်အောင်ပေါ့နော်။အဲဟင်းဟိုလေးကပြီးပါပြီရှင်။ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါတော့အမဲသားဟင်းလေးရှိတယ်ပေါ့နော်မစားကြဘူး။ဒါတော့ဒီမှာစားလိုက်ပါအောင်မရှင်။စားကြပါဦး။ဒါဒီမှာဟင်းလေးပါခမင်းစားပါမယ်။စားကြပါဦးရှင်။ကျေးဇူးတင်ပါတယ်။ဝယ်မယ်နော်။ရှယ်ပဲစားကြပါဦး။